ဘာကြီးကိုဒီအမိတ်ရှိပါဗျာတင်ချောင်းရေစက်ချဖို့ကိစ္စကိုတခါကြီးပဲစီစဉ်လိုက်တော့အရှင်ဘုရားအမိတ်ရှိတဲ့အတိုင်းပါဗျာတခါကြီးပဇမ်းမောင်ကိုတော့လိုအပ်မှာပဲကြောင်းခေါ်ပြီးတော့တိုင်ပင်လိုက်မယ်နိအရှင်ဘုရားမိတ်တာမှန်ပါတယ်ဗျာသူ့မှာအသက်ကလည်းကြီးသူဇနီးကလည်းအသက်ကြီးကမှကံပေါ်တရီတဲပြီးတော့ဟိုသူ့သမီးတို့ရေရွှေကလည်းတမောက်သူ့ဒုက္ခနဲ့သူပါဗျာဒီကလေးမလေးကိုငယ်ငယ်လေးနဲ့အလိုလိုက်တာတော့ကြီးလာတော့ဆုံးမလို့မလွယ်ဘူးပေါ့တခါကြီးဖုံးလေရေရွှေကိုယ်တိုင်ကလည်းရိုင်းပါတယ်ဗျာခုမှလည်းမဟုတ်ဘူးဖုံးငယ်ငယ်လေးတွေကကိုကရိုင်းတာပါဗျာတော်လေးစားလေးကိုထောက်ပါတော်လေးနည်းနည်းလုံးပါဟိုမှာကြောက်တဲ့ကောင်ကောင်ထိုးနေပြီဟောအေးဆိုရဟာဆိုပြီကြောက်တဲ့ကောင်ကောင်ထိုးနေပြီကြောက်မှမတတ်နေနဲ့တော့ငါနဲ့တူတူကြောင်းပြပြီးသွားကစားကြရအောင်ငါကြောင်းမပြရဟိုငါဖေကြီးငါ့ကိုရိုက်မှာဟာအောက်မလေးနေရာလဲကြီးကျယ်လိုက်တာငါအမေလည်းကြောက်ဖေလည်းမကြောက်ဘူးဟဲ့နေလို့မကြောက်ဘူးငါကြောက်တယ်ငါတော့တော့မှာပတ်စံပေးအောင်လေပတ်စံလို့ချင်းမဲရှိတော့တာဒီကလေးရနိုင်လားကြည့်လိုက်တော့မလဲဘူးအဲ့ကလေးဘာလို့ပန်းခုလာလိုချင်တော့ပြောပေါ်တော်ပေးမှာပေါ့ပန်းတင်တော့ခူတာပေါ့မတင်နဲ့မဲသွားတိုင်းကိုတမ်းမောင်တော်ချင်းဥလိုသမီးလေးပါလားဒီကလေးကြည့်လိုက်ရင်တော့မလွယ်ဘူးသမီးရဲ့သမီးစားဖို့အမေဘဲဥရှင်ရင်ချက်ထားတယ်နော်မေတို့ကလည်းဘဲဥမကြိုက်ပါဆိုဒီဘဲဥပဲ